ကိုပြောတဲ့စကားလုံးဟာအပြစ်တင်ပွဲရှုတ်ချပွဲမရှိစေရဘူးနော်တစ်ဖက်သားကိုဒေါသထွက်တဲ့စကားမျိုးမဖြစ်စေရဘူးနားချမ်းသာတယ်နှစ်သက်တယ်မြတ်နိုးတယ်စိတ်နှလုံးနဲ့ရောက်တယ်ရှင်ကျေးတဲ့ပုဂ္ဂိုလ်တွေသုံးလို့မျိုးဖြစ်ရမယ်ဘဟုဇနာကန္တာဘဟုဇနာမနာပါကိုပြောတဲ့စကားကိုလူတိုင်းကကြားလိုက်တဲ့လူတိုင်းဟာစိတ်ချမ်းသာမှုဖြစ်စေရမယ်ဒါလည်းလွန်ရေးကြည့်တာနော်သီလလို့ဆိုပြီးတော့ငါးပါးသီလလေးတွေသီလလို့ပြောတာမဟုတ်ဘူးလူလောကမှာလိုက်နာကျင့်သုံးစရာတွေအများကြီးရှိတယ်အဲ့တော့စကားပြောပြည့်ပြစ်တာဟာအမှန်တမ်းဒါမှမဟုတ်ရှိဒါမှမဟုတ်လို့မြန်မာစကားမှာလည်းရှိတယ်ချစ်စေလို့ရင်လည်းလက်နှလုံးမုန်းစေရင်လည်းလက်နှလုံးစားဒီကိုနှုတ်ကိုမထိမ့်သိမ့်လို့ရှိရင်စကားပြောအဆင်မပြေတာကြောင့်ပြဿနာတွေဖြစ်တယ်နော်နှုတ်ကြောင့်သိလက်ကြောင့်ကြည်ဆိုတာအဲ့ဒါမျိုးတွေအဲ့တော့ဒီလက်နှလုံးနဲ့ပိတ်ရမယ်ဒီပါးစပ်ပေါက်ကလေးကိုစိတ်ကမဲ့ရှောက်ပြီးတော့ပြောတာဟာတာမန်ကတော့လူတွေကတော့အပြစ်မရှိဘူးလို့ထင်တယ်မှန်တော့အဲ့ဒီအပြစ်ကဘယ်ထိအောင်ရောက်သွားတော့ဆိုအဲ့ဒီဘာဝရကံဆိုတာအဲ့ဒီအရာတွေကိုဆွဆွဲကြရတဲ့အပြစ်ထိအောင်ရောက်သွားပြီတန်တရားမှာဒုက္ခရောက်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကစကားပြောတဲ့ပတ်သက်လာလို့ရှိရင်လူရဲ့ပစံမှာအရာခတ်သိန်းကိုခုတ်ဖြတ်နိုင်တဲ့ဓမ္မကြီးရှိတယ်ဆိုတာအဲ့ဒီအပြောဆိုကိုပြောတာနော်အပြောဆိုမတတ်လို့ရှိရင်အကုန်လုံးပျက်စီးနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီဟာအခလျာဆိုတာပြပြပြောတတ်ရမယ်အဲ့ဒီဟာကိုကိုလေ့ကျင့်ဒါတရားနဲ့ထည့်ထားတာအရေးကြီးလို့ထည့်ထားတာလေမဓမ္မအရေးကြီးတယ်သာခလျာဒါမြတ်စွာဘုရားကိုယ်တိုင်ဖွင့်ထားတဲ့အဓိပ္ပာယ်တွေယာတဝါစာအကန္တကကက်ကတာပရကတုကပရပိသစ္စနိကောရတပ္ပတာအတ္တမနိသာခလျာဆိုတာဟာတဲ့တစ်ဖက်သားကိုရှင်ထဲကိုဆူဆူသွားစေတာတဲ့ဟာမျိုးပဲဖြစ်စေရဘူးတဲ့မချမ်းတမ်းစေရဘူးတဲ့သူများကိုဒီစက္ခပါအောင်မပြောရဘူးသူတစ်ပါးရင်ထဲမှာပုံတိရွံ့ရှာသွားအောင်မပြောရဘူးတဲ့ကောဋတမ္မတာလူတယောက်ဒီစကားကြားလိုက်တာနဲ့စိတ်ဆိုးသွားတာမျိုးဒေါသဖြစ်စေတဲ့စကားမျိုးမပြောရဘူးတဲ့အတ္တမတိတာဝတ္တိကနောက်ဆုံးမှာစိတ်တည်ငြိမ်မှုကိုပျက်စီးစေတဲ့စကားမျိုးမပြောရဘူးဆိုအမှန်တမ်းအရေးကြီးတယ်ဒုစရိုက်ဆိုတာလေနှုတ်တဲ့ပတ်သက်တာလေးဝစီဒုစရိုက်၄ပါးဆိုအဲ့တော့သီလလုံမှုတဲ့စကားပြောပြည့်ပြည့်မှုကိုခိဆိုင်ရမယ်လို့ဆိုလို့ဒါဘယ်လိုစကားမျိုးပြောမှာလို့ဆိုရင်ခုနပြောတယ်ကဏ္ဍဒုက္ခကြားလိုက်တဲ့လူကနားချမ်းသာတယ်ပေမနိယာစိတ်ထဲနဲ့လုံးထဲမှာကျင့်နဲ့ဟရိငါမှာနှလုံးသားရဲ့ထိအောင်ရပ်ရှိပါတယ်ပေါ်ရီမြို့သူမြို့သားတွေရဲ့ဆက်ဆံပြောဆိုတဲ့စကားမျိုးဖြစ်တယ်ဘဟုဇနာကန္တာဘဟုဇနာမနာပါအများကြိုက်တဲ့စကားမျိုးဆိုလိုတာအရင်ကြီးသိမ့်မွေးတဲ့စကားသူများကိုထိခိုက်တာမပြောဘူးသူများကိုပုတ်ခတ်တာမပြောဘူးနော်ပြစ်ကင်းတဲ့စကားမျိုးပြောမယ်အဲ့ဒီစကားမျိုးပြောတာကိုသာခက်လေရလို့ခေါ်တယ်